ကဲ brother တို့အားလုံးပဲစောင့်မျှော်နေကြတဲ့ Naruto event skin ထွက်လာပါပြီ။ပေါင်ရန်ကိုမိုက်နေတဲ့ skin အလန်းလေးပါဗျာကျွန်တော်တို့ပြမှာဖြစ်ပါတယ်။အလုံးပဲလိုက်ကြည့်ကြပါအောင်။ကဲ event ပုံစံလေးကတော့ဒီလိုလေးပါပဲ။စောင့်ရန်ကိုမိုက်နေတဲ့အတန်လေးတွေပါနေပါတယ်။အခုမတွန်းလောက်ပေးနေတဲ့ Naruto event skin ကြီးစောင့်ရန်ကိုမိုက်ပါတယ်။ကျွန်တော်အများကြီးမပြောတော့ပါဘူး။နောက်ထပ်ရှိပါသေးတယ် brother တို့ပြစရာရှိတာရောကြော်လိုက်ပါမယ်။ကဲအခုကျွန်တော်တို့ပြောမယ့်အရာတော့ပေါ်လာတော့လုံးဝလက်မလွန်တင်တဲ့ Naruto event skin တွေပါပေါ်လာတော့ usage တဲ့ skin ကတော့ Naruto နဲ့ Sasuke နဲ့ Hatake ခက်ခက်ရှိပဲဖြစ်ပါတယ် Sakura ကတော့ free pay တော့ကျွန်တော်မယူချင်ပါဘူးNaruto skin တော့မကပဲ lucky box ၄កောင်လုံးပါခဲ့ပါတယ် Naruto fan တွေကတော့လုံးဝဝယ်တင်ပါတယ်ကျွန်တော်ကတော့ဝယ်ချင်ပါတယ်စောက်ရန်ကိုမိုက်နေတဲ့ emote လေးလည်းပါပါတယ် fight chat တွေတော့အများကြီးထည့်ပေးထားတာမလို့ brother တို့လုံးဝလက်မလွတ်လိုက်ပါနဲ့ဒါကတော့အများကြီးပြောနေကြတယ်နောက်ထပ် event တစ်ခုပါပဲဒီထဲကတော့ဒါဝတိုင်းနေ Naruto skin တွေကင်ခဲ့ရင်ပွဲထဲမရောက်ခင်မှာ Naruto effect တွေ Sasuke effect တွေပေါ်လာမှာဖြစ်ပါတယ် hero ကင်မှာပေါ်မှာပေါ့နော် Naruto တာဝါတိုင်းတွေတခြားဟာအများကြီးရှိပါတယ်ကဲဒါတော့ကျွန်တော်ပြောပြတယ် Naruto event အကြောင်းတွေပေါ့ဗျာအားလုံးပဲ see you guys ခဏလေးကျွန်တော်မေ့သွားတော့ပေါ့နော်ကျွန်တော်ဗီဒီယိုတွေအားလုံးပဲကြိုက်နေတဲ့ brother တွေကို like and subscribe လေးနှိပ်ပေးကြပါဦး お金がないよ。